အခုဆက်ပြောမှာကတော့ အော်ဝီနံပါတ်2အခန်း30ရဲ့အော်ဝီနံပါတ်2ဖြစ်ပါတယ်။ဝဖဲမစ်မူလဖွန်ခုမဲခွန်လျောင်းအော်ဝီဝဖဲငွေကြေးမစ်နဲ့မူလဖွန်ကုန်ပစ္စည်းခုမဲဝယ်ယူခြင်းခွန်လျောင်းပတ်သက်နေတော့အော်ဝီစကားလုံးများအဲ့တော့ဝဖဲဆိုတာငွေကြေးဆိုတဲ့နေရာမှာအခုငွေကြေးဆိုင်ရာတွေကိုပြောတာပေါ့နော်ဘဏ္ဍာငွေကြေးအဲ့လိုပြောတာပါအဲ့တော့ကြီးဖဲဆိုတာကငွေဆက်ကိုအမှထုံဆိုတာကပတ်စံထုံဂျွန်ဆိုတာကအကျွေးစိအဲ့တော့ထုံလို့ပြောလိုက်ရင်ကြီးဖဲရောထုံဂျွန်ရောအကျုံးဝင်ပါတယ်ထုံလို့ပြောရင်ကြီးဖဲလည်းအကျုံးဝင်တယ်ဒုံကြောင်းနဲ့အကျုံးဝင်တယ်။နောက် digital money တွေလည်းအကျုံးဝင်တယ်။အဲ့လိုအကုန်အကျုံးဝင်မယ်ပေါ့နော်။ဒုံကြောင်းကကြီးဖဲဆိုရင်ငွေဆက်ကူဒုံကြောင်းဆိုရင်အကျွေးစစ်ဒါတွေအားလုံးခြုံခေါ်ရင်တော့ဗာလဲဒုံဟုတ်ပြီနော်။အဲ့တော့နောက်အောင်ဘေးလေးမှာ bag ဆိုတာ100ကိုပြောတာပါ။ bag ဆိုတာ100 bag 100အဲ့တော့200လို့ပြောခြင်းတော့အီလီဆန်စာနဲ့ထပ်ပြီးတော့တွဲလိုက်ရပါမယ်il 200ဆိုရင် e bag 300ဆိုရင် sun bag 400ဆိုရင် sa bag အဲ့လိုတောင်းပါနော်ဒီကဏ္ဍနေတင်တော့ကလည်းတင်ထားခဲ့ပြီးပါပြီနောက်1000ဆိုရင်တော့ chon 2000ဆိုရင် e chon 3000ဆိုရင် san chon 4000ဆိုရင် sa chon အဲ့လိုတော့မယ်နောက် man ဆိုတာက1000စာမန်းဆိုရင်4000ဝမန်းဆိုရင်5000အဲ့လိုသွားမယ်အီမန်းဆိုရင်2000 1000ဆိုရင်တော့မန်းအဲ့ဒီတော့ဒီမှာကငွေကြေးဆိုင်ရာပြောမှာမလို့ဒီပတ်စံယူအရေးအတွက်ပေါ့နော်ဒါပတ်စံအသုံးနေပါလာတယ်ကိုရီးယားမှာကတော့ပတ်စံအရွက်ဆိုရင်သူကအကျွေးစီးဆိုရင်4ခုရှိမယ်ပတ်စံအရွက်ဒုံကြောင်းက4မျိုးရှိမယ်ကြီးဖဲက4ခုရှိမယ်ဒုံကြောင်းက30တန်းကနေတတ်မယ်30 50 100 500ဒါအကျွေးစိနောက်ကြီးဖဲအရွက်ကြီးရကြတော့1000 5000 1000 5000တန်ထိရှိပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီပတ်စံအကြောင်းရမယ်ပေါ့နော်အမှနောက်အောက်မှာဟျောင်းကမ်ငွေသားလို့ပြောလိုက်ပြီဆိုရင်လည်းကြီးဖဲရောဒုံကြောင်းရောကိုတတ်ဆိုင်တယ်ဟုတ်ပြီနော်နောက်信用卡အကျွေးဝယ်ကတ် credit ကတ်အကျွေးဝယ်ကတ်ပေါ့နော်ဘဏ်ကတ်တွေကိုခေါ်တာပါနောက်စမ်ဖုန်ကွမ်လက်ဆောင်ကတ်နောက်ဂပ်ကာကျောက်နှစ်ခုလုံးကဈေးနှုန်းဂပ်ကလည်းဈေးနှုန်းကာကျောက်ကလည်းဈေးနှုန်းကပ်ဆူကတ်တာဈေးစစ်တီဈေးလျှော့တီကိုဝယ်သူအနေနဲ့ဆိုရင်ဈေးစစ်တယ်ရောင်းသူအနေနဲ့ဆိုရင်ဈေးလျှော့တယ်လို့ပြောမှာပေါ့နော်ကပ်ဆူကတ်တာနောက်ဂဲဆန်းနာတာငွေပေးချေတီတွက်ချက်တီဆိုတဲ့အဓိပ္ပာယ်လည်းရှိပါသေးတယ်တွက်ချက်တီလည်းသုံးတယ်ဂဲဆန်းနာတာငွေပေးချေတီလည်းသုံးတယ်ဒီနေရာမှာတော့ငွေပေးချေတီဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါမယ်သူမှနောက်အဓိပ္ပာယ်လို့မင်းတွက်ချက်တီဆိုတာရအောင်မယ်ပေါ့နော်nota ထဲ့တီဖိုချန်းဟာတာစာတာအဓိပ္ပာယ်နှစ်ခုလုံးကအတူတူပါပဲဖိုချန်းဟာတာကလည်းထုတ်ပိုးသည်စာတာကလည်းထုတ်ပိုးသည်အဲ့တော့စာတာက adjective အနေနဲ့ဆိုရင်သူကဈေးပေါ်သည် verb အနေနဲ့ဆိုရင်တော့ထုတ်ပိုးသည်ဒါမျိုးမှရပါမယ်ဖိုချန်းဟာတာထုတ်ပိုးသည်စာတာထုတ်ပိုးသည်ဘာကူတာလဲလှယ်သည်ဘာကူတာလဲလှယ်တယ်ကျိုးဝမ်းနာတာပစ္စည်းချင်းပြန်လဲတယ်ဘာကူတာကတော့ဘာလဲလေပြောင်းလဲတယ်ဆိုလဲသုံးတယ်ဘာလဲလေသုံးတယ်ပေါ့နော်ကျိုးဝမ်းနာတာကတော့ပစ္စည်းတစ်ခုကိုနောက်ထပ်တန်မိုးတူတို့မဟုတ်လဲတစ်ခုပေါ့နော်ပစ္စည်းချင်းလဲတာပေါ့ဒီပစ္စည်းဝယ်ထားပြီးရင်ငွေပြန်ယူတာမျိုးမဟုတ်ပဲပစ္စည်းနဲ့ပစ္စည်းကိုပြန်လဲတာမကြိုက်လို့ပြန်လဲဒါမျိုးနေရာမှာဆိုရင်ကျိုးဝမ်းနာတာသုံးတယ်ဘာကူတာကကြတော့ကြိုက်တာပြောလို့ရတယ်နောက်တစ်ခုခွန်ဘူရာတာငွေပြန်အန်းဒီလို့ပြောရမှာပေါ့နော်ငွေပြန်ပေးလိုက်တယ်ခွန်ဘူရာတာဘယ်လိုလဲဆိုရင်
ကိုကပစ္စည်းဝယ်ခဲ့တယ်ဒါပေမဲ့မကြိုက်ဘူးအဆင်မပြေဘူးအဲ့ဆိုရင်ဝယ်ယူခဲ့တဲ့ဆိုင်ကိုပဲပြန်သွားပြီးတော့မှဒီပစ္စည်းကိုပြန်လဲတယ်ပေါ့နော်လဲတဲ့နေရာမှာပစ္စည်းချင်းလဲတာမျိုးမဟုတ်ပဲနဲ့ငွေသားနဲ့သူပေးခဲ့တဲ့ငွေသားအတိုင်းလဲတဲ့အခါမှာသုံးရတယ်ပေါ့နော်အဲ့တော့ဝမ်ဘူရာတာငွေပြန်လဲဒီငွေနဲ့ပစ္စည်းနဲ့ပြန်လဲတာကိုပြောတာပါနောက်ဘာဂျီဘောင်းဘီဒူဒါကင်ဒီနောက်အော်ဂျီရော့တာမူဝေဒီဟမ်ကေအတူတူရှင်ဘတ်ဖနက်ဒတ်တာပိတ်တီရဲ့ဆန့်ကျင်မဲ့ဆိုရင်ယောလ်တာဖွင့်တီယောလ်တာနောက်ဂျုံကြီးခါဘန်စကူအိတ်နော်အဲဆိုရင်တစ်ခေါက်လောက်ဆိုကြည့်ပါမယ်ဂျီဖေဒုံထုံဂျွန်현금 신용카드 상품권 가격 값을 깎다 계산하다 넣다 포장하다 싸다 바꾸다 교환하다 환불하다 바지 들다 어지럽다 함께 신발 닫다 종이 가방 ဟုတ်ပြီနော်ဒါဆိုရင်ရပြီဆိုရင်တော့အောက်မှာဖိုးကီပေးထားတယ်ဝက်ကြတွေကိုဝမ်းဆောင်သေးဝါကိုပြီးဆိုအောင်လုပ်ပေးရမယ်지금 뭐 해요အခုဘာလုပ်နေပါတလဲအဲ့တော့ပစ္စည်းချင်းလဲနေတာဆိုတော့교환해요ပစ္စည်းလဲနေပါတယ်교환해요နံပါတ်2지금 뭐 해요အခုဘာလုပ်နေရလဲဈေးဆင့်နေရဒါဆိုရင်값수 깎아요ဈေးစစ်တယ်값수 깎아요ဟုတ်ပြီနော်နောက်지금 뭐 해요အခုဘာလုပ်နေရလဲပုံလေးရဒီပုံကဘာလုပ်တဲ့ပုံလဲ계산လုပ်နေရဈေးတွက်နေရပေါ့계산해요 지금 뭐 해요 계산해요အခုဘာလုပ်နေရလဲရုံစင်းနေနော်ပစ္စံရှင်းနေတာပေါ့အဲ့လိုပြောလိုက်တာနောက်တစ်ခုက지금 뭐 해요အခုဘာလုပ်နေရလဲဆိုတော့အခုကဘာလုပ်နေရလဲ환불လုပ်နေရငွေပြန်အမ်းနေတာ환불해요 지금 뭐 해요 환불해요ဒါဆိုရင်တော့ဒီအတန်အော်ဝီနံပါတ်2ရှင်းမယ်ထင်ပါတယ်နော်100ဆိုရင် bag 1000ဆိုရင်chon 1000ဆိုရင် man ရမယ်နော်မရရှင်မေးပါ